အားလုံးပဲမင်္ဂလာပါရှင်မြန်မာပြည်ဖန်ရှင်ကနေနှွေးထွေးစွာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel လေးကနေမြန်မာပြည်ဖန်ရှင်များကိုအပတ်စဉ်အပတ်တိုင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့မှာလည်းစာရေးသူ PVK ရေးသားခဲ့တဲ့တော်ခေါချင်းခံရသောမြို့အုပ်ကြောဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းဆက်လေးကိုဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစခင်အခုလိုဇာတ်လမ်းကောင်းတွေကိုကျမတို့ရဲ့ channel ကနေတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ရှင်။ရှင်မျက်ကြည်ဤပြင်းထန်ထန်ထွက်ပေါ်လာသောအတန်ကကြားနာတကောင်ဤမန်ဖီတန်တကဲ့သို့မျက်လုံးဝိုင်းဝိုင်းတို့ကပါပြူကျဲနေပြီးလက်သီးဆုပ်ကလေးကတင်းဆုပ်ထားသည်မှာတုံရင်လျက်ရှိသည်သူ့အရှိကစပွဲဝိုင်းမှာထိုင်နေသောလူသားငယ်ကတော့ပြုံးဆဆနေပင်စေးဖို့လိတ်အားမိညီလိုတစ်ချက်ရှိုက်ဖွာပြစ်လိုက်သည်စကားသံတွေတိတ်ဆိတ်ပြီးကြမှာရီကိုဟန်အမည်ရသောဗမြိုင်ထံမှစကားတခွန်းသည်ပြန်၍အစချီလိုက်သည်ဘက်နဲ့မင်းယောက်ျားမျိုးကိုမင်းတိသွားလို့ရတော့မင်းတေချာပေါက်အိမ်ဘောကထုတ်ပိုက်ဆင်းရလိမ့်မယ်။ကဲဒါဖြင့်သူ့ရေချုံထားတဲ့ဝင်ပလွေလေးရေမင်းဘာဆက်လုပ်မလဲ။ညက်ချီပုံစံကအကြက်ရိုက်နေသည်ဟန်လက်သီးဆုပ်ကလေးကိုဖြန့်လိုက်ဆုပ်လိုက်နှကန်းဖူးဖူးနားလေးတီးလိုက်နဲ့တစ်ချက်လီပူတွေပင်မှုတ်ထုတ်လျက်မိသည်ဒီမျက်ဝန်းအိမ်တွေကလည်းကနာမငိမ့်ဟိုဒီလှုပ်ရှားသွားလာလို့ဒီပုံစံကိုကြည့်ကသဘောခွေနေတော့ဗမြိုင်ကကျင်းနဲ့နေတရားနှာတစ်ချက်ရှုံး၍ပြုံးလာပါတော့သည်ကဲဒါဖြင့်ကျုံနဲ့ပေးယူတစ်ခုလောက်ကြတာပေါ့ဘယ်နဲ့လဲမင်းရဲ့လှုပ်ဝက်ချက်ကိုလည်းငါစောတိုက်ခစ်စီပြန်မြောက်စေရဘူးပြီးတော့မင်းရဲ့အကျိုးတူစီးပွားဘက်အနေနဲ့ရထိုက်တဲ့ငွေကိုလည်း10ပုံ3ပုံပေးမယ်ဒါဖြင့်အယူကရောမျက်ကြီးကတီးလိုစိတ်ပြင်းပြတဲ့ငတိမလေးပုံစံဖြင့်ဗမြိုင်အားမေးခွန်းနေထပ်မေးမိပါသည်ရှင်းပါတယ်မင်းလုပ်ပေးရမှာတခုတည်းမင်းယောက်ျားရဲ့အနီးကပ်ဆုံးသစ္စာပေါက်ရန်သူလုပ်ပေးရမယ်ငါခိုင်းတာလုပ်ပြီးငါညွှန်ကြားတဲ့အတိုင်းပဲနေပေါ့ထိုအခါမျက်ကြီးကစဉ်းစားပြီးမှတိကျသေးကြတဲ့အဖြေတစ်ခုအားပြန်ပြီးသည်တေချာပေါက်ရှင်ကယုံကြည်ရတယ်မလားဒါပေါ့မင်းလည်းဒီကောက်စီကထွက်ပြေးချင်နေပြီမလားအလိုမတူပါပဲလှုပ်ဝက်ချက်များတဲ့လူကိုမှတော်ကောက်ခံလိုက်ရတော့မင်းအတွက်အတော်လေးအနေကျက်နေမှာပဲနော်အနေကျက်တာထက်မျက်ကြည်လွတ်လပ်ချင်နေတာအထူးသဖြင့်ကိုယောက်ျားကိုသစ္စာဖောက်ရတော့မယ့်ခံစားချက်ကနည်းနည်းတော့စိတ်လှုပ်ရှားနေတယ်မျက်ကြည်တဲ့မပိုင်မဲနဲ့တော့ရှင်နဲ့အကျိုးတူမပူပါဘူးရထိုက်တဲ့ငွေကိုတော့မျက်ကြည်စာချုပ်စာတမ်းနဲ့ဝေစုချထားခြင်းနဲ့ဘယ်လိုလဲကိုပါမြိုင်ဗမြိုင်ကလက်ထဲကဆေးပေါ်လေးကိုတစ်ချက်ခဲပြီးမှမျက်ကြည်ကိုအကဲခတ်သလိုကြည့်ကတခုခုကိုစဉ်းစားသည်အတန်ကြာမှဗမြိုင်ကကောင်းပြီဟူသောသဘောဖြင့်အချက်ပြန်ပြသည်မျက်ကြည်ရဲ့မတူသလိုမဲပြုံးလေးကတော့လှပစွာထွက်ပေါ်လာခဲ့သည်ကဲဒါဖြင့်ကြုတ်ပြန်မယ်တရင်ထူးရင်အကြောင်းကြားမှာမို့မိဘကဆီလန်းဆသွားဖို့တော့လိုမယ်မျက်ကြည်ကလေးလေးနက်နက်မျက်ဝန်းတွေနဲ့ဗမြိုင်အားခေါင်းကိုတစ်ချက်ငိမ့်ပြပြီးအိမ်ဝင်ဝါထိလိုက်ပို့ပေးပါသည်တင်းချန်တဲ့ကလုံးလုံးထက်သွားသည်ဆိုမှမျက်ကြည်ခနဲ့စွာလောင်ပြုံးကလေးပြုံးလိုက်မိပါသည်တုံးအားလိုက်ပုံများရန်သူကိုမှရှော့တွက်ရတယ်လို့ဗမြိုင်ရဲ့နင်ကနင်းဒုက္ခကိုနင်းချီတော့သုံးပြီးလာရှာနေတာပဲစောင့်နေပြီအောင်ပေါ့ကွယ်ငါမျက်ကြည်နင့်ကိုဘလို့ကင်တွင်မလဲဆိုတာကိုပေါ့လွန်ခဲ့သောရက်များကမျက်ကြည်တေချာပေါက်နားထောင်ဗမြိုင်မင်းစီကိုတနည်းမဟုတ်တနည်းနဲ့ရောက်လာလိမ့်မယ်ပြီးရင်သူ့ရဲ့ညံတိန်တိန်လေးနဲ့မင်းစီကနေအမျက်ထုတ်ပြီးကိုယ့်ရဲ့အိမ်တွင်းရေးတွေအကုန်နီးပါးကိုအတွင်းသရှိုးလောက်ခိုင်းလိမ့်မယ်အဲ့ကြရင်တေချာပေါက်မင်းဗမြိုင်ဘက်ကနေအတင်းအတင်းလေးပူပေါင်းပေးလိုက်ဇက်ကောင်းကိုထိပြီးဆိုတာနဲ့မောင်ဒီကောင်ကိုရိုက်ချပစ်မယ်တခါလောက်မှတ်လောက်သားလောက်တီးသွားရအောင်အမြင့်ကပြုတ်ကြတယ်ဆိုတာဘလောက်ထိများနားတယ်လဲဆိုတာကိုပေါ့မျက်စီကတော့စောတိုက်ခေပြောသည်များကိုနှလုံးလေးတွေဝိုင်းခါငြိမ်သက်လို့နားထောင်လျက်ရှိသည်ဒါကိုစောတိုက်ခေကမျက်ကြည်ဤကောင်းကစပင်တွေအားလက်တင်လို့တစ်ချက်ဖွာကပင်ပြုံးလိုက်မိတော့သည်စိတ်ထဲမှလည်းအလိုဒါဘာရုပ်ကလေးပါလိမ့်
တွေးတော့ကအသေးရနေမိပါတော့သည်ထိုအခါမျက်ကြည်ဤပြူးဝိုင်းနေသောမျက်လုံးကလေးတွေမှာပုံမူကရှက်သွေးဖြာရန်ရင်မျက်လွှာလေးတွေကိုပင်ထစ်ထစ်လျှော့ပစ်လိုက်တော့သည်မျက်ကြည်မောင်ပြောတာမင်းနားလေရဲ့လားကွယ်မျက်ကြည်နားလေပါတယ်အဲ့ဒါကြောင့်လဲမျက်ကြည်တေချာစူးစမ်းပေးမှာပါထမှန်၍ပြုံးပြလာနေသောစောတိုက်ခိအပြုံတို့ကလူကြီးလူကောင်းဆန်ဆန်ဖြင့်ပင်မျက်ကြည်ဤအာယုံတွေကိုစူးစီးထားနိုင်ပေသည်မျက်ကြည်ယောက်ျားတွေကိုမကြိုက်ဘူးမျက်ကြည်ကြိုက်မိသွားတာမောင်ကိုမောင်တယောက်တည်းကိုဘဝမှာနှွေထွေထွေဆက်ဆံပြီးမြည်လူမရှိခဲ့ဘူးသည့်ကြောင့်လားမသိမျက်ကြည်ဟာမောင်ပြူသမျှနုရသည်မောင်ကိုဆိုလင်ပိုလို့တောင်တွေ့တာမိပါသည်မောင်ကိုယ်တိုင်ကလည်းမျက်ကြည်အပေါ်နုနုရွရွကလေးယူရပေးခဲ့သည်မျက်ကြည်အထင်မှားလိပြီကွယ်မျက်ကြည်မမောင်ဟမ်အချိန်ကိုက်တူညီစွာဖြင့်စတိုက်ထားသလိုကာယံညီညီအလိုက်ပင့်ကလေးဆိုလာတဲ့လူသားနှစ်ဦးမှာမျက်စိပေါက်ကလေးတွေပိတ်တည်ရသည့်ပြုံးလို့မျက်ကြည်ကသူရှိမှပြုံးနေသည်ထိုလူသားအားကြီးကစိတ်ထဲမသက်သာလာပါမျက်ကြည်ဟာစာချုပ်စာတမ်းနှင့်မောင်အနာမှာဟန်ဆောင်ဇနီးမယားတယောက်ပမာအသွင်ယူလို့မောင်အနာခါစားရလေသည်ဒီဆက်ဆံရေးကြီးပြီးလို့မောင်နှစ်ခွဲခွာရတော့မြည်နေအားမျက်ကြည်မလို့ခြင်းပါဘာလို့ဆိုမျက်ကြည်မောင်ကိုချစ်မိသွားတာလည်းဖြစ်နိုင်သည်ခန္ဓာကိုယ်မှာအပြည့်အချက်များစွာနဲ့မောင်ကိုယုံညံ့စေသည့်ဤခန္ဓာကိုယ်ဟာမောင်နှင့်ဘယ်တော့အခါမှပဏ္ဏသင့်မသင့်လျော်ပါမောင်ဟာမျက်ကြည်ပေါ်စေတနာအပြည့်နဲ့ဆက်ဆံပေးခဲ့ပါတော့လေမျက်ကြည်တယောက်အလွယ်လွယ်အမှားမှားနေပင်မောင်ပြီးသောစေတနာတွေကိုတစ်မျိုးထင်ကလက်ခံမှားခဲ့ပါပြီလောနောင်ဤသို့အတွေ့များအားမတွေးစေရန်မျက်ကြည်မောင်ကြီးနဲ့ယုံသာဆွမ်းကုန်ကြိုးစားပေးသွားမှာပါဤအလျှော့ရှင်းကြီးအမြန်ပြီးဆုံးသွားတဲ့တနေ့မျက်ကြည်လည်းမောင်အနာကထွက်ခွာသွားနိုင်ရမည်မောင်အခြားအိမ်သူတထားနှင့်သာပျော်ပါစေလေယနေ့နေ့လည်သည်ရွာထဲကကောင်မလေးတချို့နှင့်အတူမိတူးတို့အိမ်အောက်ကကွပ်ပစ်ဝိုင်းမှာလက်ဖက်ပွဲတဲကအကြံဟိုနှင့်သူတပြားငါတလဲစကားများကိုရရနီးနီးနှင့်ပင်ဆိုကဖောင်ဖွဲ့ခဲ့ကြသည်သမီးကြီးလက်ဖက်တွေလျှော့စားကွယ်မင်းကလေးဆိုတာချုပ်တတ်တယ်လေထို့သူဆိုလာသူကကြီးကြီးမိုးဆွေဖြစ်ပြီးကြီးကြီးကမျက်ကြည်ကိုဆိုတိတ်ခီးယူဆိုင်တာဒါကြောင့်လည်းမျက်ကြည်ကိုယောက်ျားလေးတယောက်မှန်သိပါလျက်နဲ့မိန်းကလေးတယောက်ပမာပြုစုပြောထောင်ပေးရင်မိန်းမတို့နေပုံထိုင်ပုံစားပုံတောက်ပုံကိုပါအကျွမ်းတုံဝင်သင်ပေးခဲ့ပါသည်ထို့သို့သင်ပေးသည်ဆိုလို့မျက်ကြည်မိန်းကလေးတယောက်ပမာဖြစ်ခဲ့ရတာကြီးကြီးမိုးဆွေအပြည့်ဟုမဆိုနိုင်ဒါဟာအစကတည်းကအောက်ခြေခိုင်ခိုင်နှင့်တေချာကိုပြုစုပြောထောင်ပေးလိုက်သည့်မိမိသားတရခံစစ်စစ်ဖြစ်ပါတော့သည်မျက်ကြည်သည်မိမိကိုဆိုတိတ်မုံတာအမှန်ကြီးကြီးမိုးဆွေနှင့်မိတူးဟာမောင်လက်ပါစီမောင်မောင်ထူးနှင့်အခေါ်လွတ်ခါမျက်ကြည်အနာသို့ခေါ်ပြုစီခဲ့သည်မောင်ရန်ကုန်တက်ပြီး2ရက်အကြာမှစလို့ကြီးကြီးမိုးဆွေနှင့်မိတူးတို့ဟာမျက်ကြည်ထံရောက်ချလာခဲ့ပါတော့သည်ဒီနေ့နဲ့ဆိုမျက်ကြည်မောင်နဲ့မတွေ့ရတာ4ရက်မြောက်နေတဲ့ရောက်ရှိလာခဲ့ပါတော့သည်ကလေးမလေးတွေဒါကဂျင်းတော့လက်ဖက်တုံးနဲ့မျက်မျက်တတရောစားပေါ့ဂျင်းဆိုတာကမိန်းကလေးတွေနဲ့အသင့်လျော်ဆုံးပဲလေဒါမှကြီးကြီးမိုးဆွေအစ်စ်အပြိုကြီးကရောက်ရအရက်နိုင်သူများအမြင်ကပ်အောင်ဟိုဟာလေးဒီဟာလေးအထွတ်တက်လိုက်ရမှာခုလဲလက်ဖက်တုပ်စားနေတဲ့အမျိုးသမီးငယ်များကကြီးကြီးမိုးဆွေမျက်နှာကြီးကစားရဖို့ပင်လက်တွေ့ချီရဲ့မျက်ကြည်ကပြုံးတုံနဲ့ဂျင်းတုပ်ပကံတဲဆောင်လာတဲ့ကြီးကြီးမိုးဆွေအတွက်နေရာတစ်ဖက်စာဖယ်ပေးလိုက်ရရင်စကားစားလိုက်မိသည်ကြီးဆွေရဲ့မမတွေကြီးဆွေလုံးလို့လန့်ပြီးပြန်ကုန်ပါဦးမယ်သူတို့လည်းသိပါတယ်ကြီးဆွေရဲ့အိုးကြီးဆွေဟာစိတ်ပူလို့ကိုသားသမီးအရွယ်လေးတွေမို့ပြောပြဆုံးမပေးတာပါကွယ်ဟုတ်ပါပြီကြီးဆွေရဲ့မျက်ကြည်ကတော့မူပိုင်ပြုံးကလေးနဲ့ထိုအခါမှာအမျိုးသမီးငယ်တို့ကလည်းတဟဲဟဲရဲကကြီးဆွေကိုခိုးကြည့်လို့ရှိန်နေသေးသည်ဟဲ့မီတူနင်ကအလုံးမလုံးပဲဒီမှာလက်ဖက်တောက်လာစားနေရပေါ့လေတဲ့ဒီကောင်မလေးကတော့ဟဲ့ကြီးဆွေဒေါသထွက်ရင်ညံ့ညံ့ဥစားတတ်တယ်တဲ့မကြဘူးလားအပြိုကြီးဥစားသွားရင်ကောင်ကလေးတွေကိုအထာပေးဖို့ခက်နေလိမ့်မယ်နော်စကားပြောပုံလုံးလုံးနဲ့မီတူကြောင့်အပြိုကြီးဒေါ်မိုးဆွေကတော့ဆွဆွခုံလာပါတော့သည်တဲ့ဒီရိုင်းဆိုင်မြတ်တဲ့တုံးမလေးလာခဲ့စမ်းမမလေးမီတူကိုကြီးဆွေလိုက်ရိုက်နေရပြောအတန်တွေစုံလင်းနေအောင်ထွက်လာသောမြို့မင်းတို့ချောင်းဝိုင်းကလေးကြောင့်အလဲလာသူချာလီခမဝင်ရနိုးထွက်ရနိုးခြံဝရှိခိတရက်ဆောင်ပြီးမှထို
ထိုမိန်းကလေးငယ်တအုပ်ခြံဝိုင်းထဲမှနှုတ်ဆက်၍ပြန်ထွက်လာတော့ချာလီဘေးကရက်ရှောင်လိုက်မိသည်အမျိုးသမီးငယ်တွေကများသည်ကိုထို့နောက်ချာလီတယောက်တာယာသောခြံဝိုင်းလေးထဲဝင်လာခဲ့တော့သည်မစ္စတာချာလီမျက်ကြီးကခြံထဲဝင်လာသောချာလီကိုဥစွာနှုတ်ဆက်မိသည်ချာလီကတော့ထုံးစံအတိုင်းမူပိုင်မရှိသောပြောင်ချော်ချော်ဆက်ဖြဲဖြဲအပြုံးများနှင့်ခေါင်းအားကုတ်ချစ်ခါငါးအသေးတကောင်အားကျိုးဖြင့်ဆွဲကင်လျက်မျက်ကြီးငါးစားလားဗျလီတန်အသိမမှန်ကန်လာသည့်ချာလီစကားပြောပုံဟာဒီလောက်အထိတော်တော်ကလေးပြောနိုင်တာကိုတော့ချီကျူးမိပါသည်မျက်ကြီးစားပါရဲ့ဘေးကမိတူးနှင့်ကြီးဆွေကတော့ထိုးနိုင်ငံခြားသားလေးစီမှအကြည့်တွေရွှဲရွှဲစာအောင်လူကောင်းလိုက်ကြီးပေါက်ထွက်လူမတက်ကြည့်နေတာများချာလီအစားမျက်ကြီးတောင်အားနာတယ်လို့ရော့ဒီမှာစားဖို့လေအိုးမလိုပါဘူးရှင်ကြီးစိတ်ကတော့နိုင်ငံခြားသားကောင်လေးရဲ့လက်ထဲကငါးကိုအမြန်ဆွဲယူပစ်လိုက်မိသည်ဟိုမီတူလက်ဖက်ပကံလေးတင်းကြီးဟုတ်မမလေးရှက်ပြပြမီတူကလက်ဖက်ပကံသိမ်းပါဆိုတဲ့စကားကိုအကျန်းဦးပကံကြီးမှသွားလေပါရဲ့ဟဲ့မီတူမဟုတ်ဘူးလေအကျန်းဦးကဧည့်သည်တောက်ပါစေလက်ဖက်ပကံပဲသိမ်းပြီးရင်ငါချောက်ဖုံးမစီစမ်းလေးယူလာခဲ့ဧည့်သည်စားဖို့မေးလို့ယူခဲ့မယ်ဟီမီတူကခေါင်းကလေးကိုတစ်ချက်ထုကရဲမောမောဆိုသည်မီတူကလက်ဖက်ပကံတွေကိုမတဲ့ရင်ဒီနိုင်ငံခြားသားအကောင်ကလေးကိုတမင်လေပြန်ကြည့်ရသေးသည်ဟဲ့ကလားငုတ်တုံးနဲ့ငါနဲ့ရောင်ရမ်းနဲ့အလွန်တရာရှက်ပြနိုင်သူမီတူဟာမကြီးမညာသောကြမ်းမြင်ကြောင့်ခြေခောက်ခါလက်ဖက်ပကံတွေအားရှေ့ကလူစီပြသွင်းပစ်လိုက်တော့သည်ဟဲကြီးဆွေရဲ့အလံတကြားအော်တန်မီတူရဲ့ကြောက်လန့်တကြားကြည့်နေတဲ့မျက်ဝန်းတစုံမျက်ကြည်ဤသွားပါပြီဟူသောပုံစံဖြင့်ပါဇက်ကလေးကိုလက်ဖြင့်အုပ်လိုက်တဲ့အမူအရာသူတို့အကုန်လုံးအလန့်မျိုးစုံကိုစီမျက်နှာ၌ချိတ်ဆွဲလို့သူတို့ရှိကနိုင်ငံခြားသားလေးကတော့တကူလုံးငံပြားကြီးနဲ့တထောင်ထောင်ထားနေသည်လက်ဖက်စီတွေစွန့်ကုန်ပါပြီလေဝါညက်သောသားရည်ပိုင်ရှင်ကလေးငယ်ဟာငရုံမပြောက်သေးပဲရခင်နီးတူတွက်လက်ချက်ချနေသေးပင်ဖြစ်လေသည်ချာလီသူပေးသောအင်ကြီးကိုယူကာလက်ထဲ၌ချစ်ပါအောင်စုံလုံးထားလိုက်မိသည်တနေ့ပြန်တွေးတဲ့အခါအနားမှာခေါ်ထားပြီးဇနီးမယားလိုပြုစုရိုးရပေးပါမည်ဟုကတိတီခဲ့ပြီးကမှအခုသူရှိမှရက်နေသည့်အမျိုးသမီးဝတ်ဆောင်လှလှကလေးနှင့်ကောင်းငယ်လေးဟာတခြားသူဤသက်ဆိုင်သူဘဝပင်ရောက်နေခဲ့တော့သည်သူတိတ်များနောက်ကျသွားခဲ့ပြီလားအဝတ်လဲတာအတွက်အိမ်မောအခန်းကိုတုံးလို့ရပါတယ်မစ္စတာချာလီသူ့အားနာသောမျက်ဝန်းလှလှလေးတွေနှင့်ကြည့်နေသောကောင်းလေးအားခဏနှန်းကလေးသာပြန်လဲပြုံးပြလိုက်ရင်ခေါင်းငိမ်ပြလိုက်မိသည်ကြီးဆွေလိုက်ပို့ပေးလိုက်မယ်အကြီးကဒီမှာနေခဲ့နော်ဟုတ်ကြီးဆွေဒေါ်မိုးဆွေကချာလီအားအိမ်မော်သို့လမ်းပြခေါ်ဆောင်လာခဲ့လိုက်သည်အိမ်မော်တက်လာသည့်တခြားချာလီ၏မျက်ဝန်းများမှာကနာမငိမ်ဒေါ်မိုးဆွေလမ်းညွှန်ရာအိမ်ခန်းထဲဝင်ခြင်းပြတင်းပေါက်နာစီမှာခုံမြင့်စပွဲဝိုင်းကလေးထံရှုပ်ပွနေသောစာရွက်စာတမ်းများနှင့်မှင်ရီပလင်ဖောင်တိန်တစိတ်ခေါင်းတုံးများစသောစာရေးကိရိယာများအားမြင်လိုက်ရသည်ဥတောင်းချာလီ၏ရေရွတ်တံအပြီးမှာခြေတံရှည်များကစပွဲကုံနာစီချင်းကပ်ရွေရှားလာခဲ့လိုက်သည်သူ၏တာဝန်တစိတ်တစ်ပိုင်းဖြစ်သောဥတောင်းအားရှာဖွေရန်တနည်းနည်းဖြင့်ဆက်နွယ်နေမလားဟု၍လည်းမတိစိတ်ကလုံးလုံးတန်နေရစိတ်ဝင်နေခဲ့မိလားအမှန်ဤသို့တွေးဆမိခြင်းကမျက်ကြည်ဤခင်မွန်းဖြစ်သူသည်မြို့အုပ်မင်းယာရုယာကန်ရှိအထက်တန်းအရာရှိငယ်ဖြစ်ပြီးအောင်မြင်မှုများကိုစုကူထားသူလည်းဖြစ်သေးသည်အနည်းယာဒုခံလူများသည်ဝရံပြည်တော်ကိုသူများအချို့နှင့်ပြန်လည်ဖွဲ့စည်းရေးဖွဲ့များကိုလှုပ်ဝက်ဆက်သွယ်နေသောအန္တရာယ်ကောင်းများလည်းဖြစ်သည်ဤသည့်ကြောင့်စောတိုက်ခေတ်အမည်ရှိယာဒုမြင့်လူငယ်ကိုလည်းရှော့ပေါ်၍တွဲမရပါချေဥတောင်းသည်သူတို့အင်္ဂလိပ်လူမျိုးတို့အလို့ရှိနေသောလှုပ်ရှားတောင်းကျမ်းသူစရင်တွင်ထိတ်ဆုံးနာမည်ရှိပြီးအဓိကပင်မအဖွဲ့အစည်း၏အတွင်းလယုံသောတိုက်ခိုက်ဖြစ်စည်းရေးအဖွဲ့၏ခေါင်းဆောင်ငယ်ဟုလည်းဖြစ်သေးသည်ယခုတွင်မူဥတောင်းကဝရံပြည်ငွေစာ200တိတိကြီးညာစာကတ်ထားပြီးဖြစ်၏ဇပွဲထက်၌တခုဓမြလက်ပေးလက်ယူအမှုစည်းရင်းများစွာရှိနေတော်လေသူလိုချင်သည့်အတိုင်းအတာတစ်ခုထိတော့ရှာမတွေ့သေးပေ
တကားခောက်တန်တစ်ခုကြောင့်စပွဲပေါ်ရှိအရိပ်လိုရွေရှားနေတဲ့လက်တို့ကိုရက်တန့်ပစ်လိုက်ရတော့သည်ဘယ်နဲ့တော့ရှိနေကြီးရဲ့ဒီလောက်ဆိုအမှုကဆွဲချက်မညီမှုနဲ့လှုပ်ဆက်ခင်းထားတဲ့အမှုဖြစ်ကြောင်းပေါ်လွင်နေတာပဲလေရှိနေကိုမြအေးမှမူမြို့အုပ်မင်းစကားကြောင့်မျက်မှန်ထူရှိအားတက်ဆက်ပင့်တင်လို့ခေါင်းတစ်ချက်ငိမ့်ကပင်ထောက်ခံမိသည်ထို့သို့အစောတလင်သဘောပေါက်လွယ်သောရှိနေကြီးမှာဒေါ်ခိုင်တင်စာ၏ပြမှုမှတ်တမ်းအားဖတ်လျက်ရှိသည်အမှုမှန်ကဒေါ်ခိုင်တင်စာသည်သူမ၏မိုင်းလုံးကြီးမှုနှင့်စဉ်းစားချင်းစိန်နိုင်စွာကင်းမဲ့နေသည့်မတော်တရောလောဘကြောင့်ဤမြသူများကြောက်တွင်ခြင်းကိုအသင်ခံယူစေတော့သည်အကြောင်းအရာတို့ကရှိနေကိုများအေးနှင့်ဆက်ဆက်၍ရှာကြည့်သောတစ်ဖက်လူမှာတခြားလူတော့မဟုတ်ဗမြိုင်၏စင်လဲကောက်ချက်မှုဖြင့်ပေါင်းဆက်ထားသောမထော်မနှံကလေးတတာကစားနည်းများပင်ထုတ်သုံးထားလေခြင်းဖြစ်၏စောတိုက်ခေတ်ကတော့သူ့ဇနီးနှင့်ပေါင်းကြံခဲ့ပြီးဗမြိုင်ကိုရှေ့တိုးလာတည်ဖို့သာအသင်းဆောင်ဆိုင်ခိုင်းနေရဲ့အမောင်နဲ့ထိုင်ဆောင်နေတဲ့တားရဲတစ်ကောင်လုံးရှိနေတာလင်းရောင်ရှိတဲ့နေရာကလာနေတဲ့ယုံတငယ်ကဘယ်မြင်လိမ့်မလဲသူဟာသူ့အစာကိုသာသူငန်းနေပြီလို့မကြခင်တားရဲကြီးရဲ့အစာဖြစ်တော်မူအရေးကိုစိတ်တော်မကောင်းရှာပေစောတိုက်ခေဟာအစကနေကဒီယုံမြင်လို့ဒီခြုံထွင်ခဲ့တာဆိုလဲမမှားပါချေ။ကိုင်းဒါဖြင့်ကျုပ်လဲပြန်လှည့်အောင်မယ်ရှိနေကြီးရေ။ကိုင်းဒါဖြင့်ကျုပ်လဲပြန်လှည့်အောင်မယ်ရှိနေကြီးရေမွေးသမီးခင်ကြီးကိုလည်းအလုပ်ကိစ္စတွေနဲ့ပြစ်ထားမိလို့တော့တွေ့ရအောင်မယ်ဗျာ။ရှိနေကူမြအေးကရဲကျဲကျဲနှင့်စကားဆပြန်သည်။မင်းနဲ့ဘလို့တော့မလိန်တက်လိန်တက်လိုက်တယ်လေကွယ်ချစ်စနီးလေးနားကနေမခွဲနိုင်ပါဘူးပြောရင်တော့မှငါလက်ခံအောင်မဲခွေးကောင်စုံရမဟုတ်ပါဘူးဗျာမဟုတ်ရပါဘူးခုတောင်တာဝန်ကျရွာမယ်ဒင်းလေးကိုထားခဲ့ရတာအဲ့တော့စိတ်မချဘူးဆိုတဲ့သဘောဆောင်တယ်ပေါ့လေအမောင်ခေရဲ့ဟာမင်းချီတော့အတော်ကြတဲ့ကောင်သွားစမ်းမတွေ့ရတာကြပြီဖြစ်တော့အထက်တန်းကျောင်းနေပေါ်တငယ်ချင်းနှစ်ယောက်ဟာရှာရှာပပပြန်တွေ့တော့လေအရင်လိုထင်းငုံနေကြစေအရင်လိုတငယ်ချင်း၃ယောက်မစုံကြတော့ပြင်မဲ့လေအဆက်အသွယ်တွေကတော့မပြတ်ကြပါချေအမလေးငါသားလေးအိမ်ပြန်လာသေးရဲ့ပေါ့လေကြည်စမ်းမအောင်အရင်ကဖြူးနေတဲ့အသားလေးကအခုတော့မွဲ6လူပါလားသားရဲ့စောတိုက်ခေတယောက်ဒီတက်ရွယ်ကြီးထိထိမ့်သိမ်းထားပါသောရင်းချက်တည်ငြိမ်မှုသိခါတို့အားခဝါချကတဝူဒီသောမိမိသားကလေးသည်မိမိရင်ခွင်ထဲတွင်တိုးလို့ချွဲပါတော့သည်အမေဖြစ်သူသည်လည်းသဘောကျကြည့်အောင်ခေါင်းကလေးအားခပ်ဖောက်ဖောက်ပုတ်ပေးရင်မင်းစနီးကမင်းကိုထမင်းရောချက်ကြွေးရလားမင်းကြည့်ရတာမေမေဖြင့်အားမရလိုက်တာကွယ်မေဖြစ်သူသည်ဇနီးဟူသောနေရာတွင်နှက်ခမ်းကိုမူရမာယာနှဲ့စွာရွှဲ့ပယ်ရင်မေးလိုက်ခြင်းဖြစ်သည်ဒါကိုစောတိုက်ခေမောမကြည့်၍မမြင်လိုက်မိပါချေဟာစိတ်မပူပါနဲ့အမေရအိမ်ကချစ်စရာကောင်းတဲ့ဇနီးချောလေးကအမေတော်မချွတ်ကြွေးဘူးသေးတဲ့ဟင်းတွေကိုနေတိုင်းချက်ကျွေးနေတာမှဖြင့်စောတိုက်ခေကထိုသူပြောနေရင်မှချစ်စနီးမျက်ကြီးထူးထူးဆန်းဆန်းချက်ကျွေးသည့်ဟင်းလျာအကြောင်းတွေကရဲမိကျင်သွားပြန်တော့ပါသည်အမေဖြစ်သူကတော့တဟားရဲနေသည့်သားကိုကြီးကမျက်ခုံးကလေးစုကြုံထားလေသည်ကြည့်ရတာစိတ်ထဲတွင်တော့သူချွေးမဖြစ်သူအားအကြိုက်သဘောမဆောင်ခြင်းမှာဘာလို့ဆိုဒီကလေးမလေးအားသဘောမကျပေသဘောမကျသည့်အကြောင်းရင်းမှာလည်းဒီကလေးမငယ်ဟာထဲဝါကြောသောခြင်းလည်းအလင်းမရှိလူချစ်လူခင်ဖြစ်စေမည်ရုပ်အသွင်လည်းမဆောင်လူမှုရေးမှာလည်းဆွဆွရွရွညံပြင်းလို့မှ၏ထို့သို့ပြောရသည်ဆိုတာကလည်းမင်္ဂလာပြုသည့်ခက်မြတ်တွင်ထိုမိန်းကလေးငယ်၏မျက်နှာမှာအမင်္ဂလာဆောင်သောသဘောထားများနှင့်မိသူကိုမှရိုသေကိုင်းဆိုင်မှုမရှိတလေးတစားဆက်ဆံခြင်းမရှိခဲ့သည့်ကြောင့်ပင်သားဟာဘာကြောင့်များဤမိန်းကလေးကိုတော်ကောက်ချင်းပြူရလေကလေးတော့သူမနားမလည်နိုင်ပါသားရဲ့အနေနဲ့သားဖေးမှာဝိုင်းဝိုင်းလည်နေတယ်အထက်တန်းလွာကမိမပြိုလေးတွေဆိုဒီမှာလဲသူမသားမြင်မယ်လေသူပင်မဲ့သားဆန္ဒကအရေးပါသည်မို့သားဟာသူ့အခက်ခဲကိုသူပြင်ရှင်းနိုင်တဲ့အရွယ်ကောင်းလေးဖြစ်သည့်ကြောင့်သူမသားအပေါ်ဝင်ရောက်ဆက်ဖက်ခြင်းမပြုခဲ့ပါချေအခုတော့မနေနိုင်တော့ချေချွေးမဖြစ်သူဤမိခင်သည်ဘာဘာညာညာသတင်းများဖြင့်သူ့နာထဲဝင်ရောက်လာခဲ့ခြင်းဖြစ်သည်သားကိုသူမအနာဖြန်းကောစေခြင်းသည်မျက်ရှိဆိုသောမိန်းကလေးနှင့်ပင်အရှင်းပြောရလျင်ရော်ချင်းငွေပေးပြီးကွာရှင်းစေလိုပါသည်မှန်ဒီကလေးမကိုငါသားကအတော်ချစ်ပုံရတယ်ဟုတ်တလားခွေးကောင်လေဒီအမေအိုကြီးကိုပြစ်သွားလို့ကတော့အမွေမပြောနဲ့ဇပွေမွေးတောင်မရဘူးမစောတိုက်ခေကထို့သို့ဥတူနေသောအမေဖြစ်သူကိုကြည့်ကတဟဟအော်ရဲပြစ်လိုက်တော့သည်မ
တွေးရတာကြပြီဖြစ်တော့အမေရင်ကွန်ဟာအံ့ဩစရာကောင်းလောက်အောင်အရင်လိုနေထွေးစေတစ်ဆက်ထဲမှာပင်အေးချမ်းသာယာသည့်အရာအဝန်းတစ်ခုကိုပါရရှိလိုက်ပြီးလုံခြုံနေလေသည်သို့တော်ခံစားမိသည်ကသူ့အားမြန်မြန်ပြန်လာပါဟုအမှားတမ်းချွေလိုက်သောချစ်စနီးငယ်၏မျက်နှာကလေးကလည်းမျက်လုံးနဲ့ပုံရိပ်တစ်ခုလိုပေါ်လာလေသည်တက်နိုင်သူအမြန်ဆုံးသူဖန်တီးထားသောအတိုင်းငယ်လေးစီကိုပြန်ရပြီအောင်မည်မဟုတ်လားသူဒီအရှုပ်တွေကိုအမြန်ရှင်းဖို့တော့လိုပြီပြီးတော့ချစ်စနီးလေးကိုလည်းလွမ်းလာပြီအမေဒီညနေကြောက်ပြန်မယ်ဟမ်အမေဖြစ်သူသည်တားဖြစ်သူ၏စကားအသွားလာကြောင့်မျက်နှာတွင်တိတိတသာအပြောင်းလဲများဖြစ်ထွန်းသွားတော့သည်တပွင့်ဝင်မြည်နေတဲ့တင်မောကြီးဟာစီးဆင်းနေသောမြင့်ရီကျော်ကြီးအားနောက်တစ်ဖန်ဖြတ်လျှောက်လျက်ရှိသည်ညနေဆောင်ဖြစ်တာမို့ရာသီဥတုကလမ်းဆွစရာလည်းကောင်းသည်နေဝန်းနီနီပေါ်ဖြတ်ပြေးနေသောငှက်ငယ်တွေဟာအနီရောင်တိမ်တိုင်များကြားပြန်လွတ်လို့ချစ်ရသူလေး၏အသေးကညာများဖြစ်သောရွှေဘိုတနခါတုံးကလေးများဟာလည်းသူ့လက်ဆွဲအိတ်ထဲနေရာယူလို့စိမ်းနှင့်ပင်လိုက်၍လာကြသည်မဝယ်သေးနှင့်အောင်လက်ကျန်အတုံးတွေရှိသေးကြောင်းဆိုတာကိုပင်မေးလျော့နေသည့်အထိစောက်တိုက်ခဲ့ဟာချစ်ရသူရှိဤသူမျက်နှာလို့ချင်ပါသေးသည်မကြခင်အတွင်းတွေ့ရတော့မည်ဖြစ်သောကြောင့်စိတ်တိုးကအလိုလိုခုန်ပေါက်မြူတူလျက်တသက်နှင့်တကူမျိုးတူယောက်ျားတို့တယောက်အတွက်အိမ်ပြန်ခရီးတဲ့သူအားမျောလင့်ချက်ကြီးစွာတွေးကျင်နေသည်ဆိုတာကြီးကိုသူတခါမှမတွေ့တော့ခဲ့ဘူးပါဒီနေ့သည်မနှက်ပြန်နေမတူချောင်းကိုကြကြရှင်းပြသွားသောကကြမ္မာကြီးကိုလည်းသူလက်ခုပ်လက်ဝါးဒီကချီးကျူးနေမိပါတော့သည်မောင်ပြန်လာပြီချစ်ရဲ့မတွေ့ရတဲ့ရက်အတွင်းမောင်အတိုးချချစ်မောင်မှုအချစ်ခံမှုသာပြင်ထားတော့မူရများသောမြည်ရည်ပင်ကြီးအားကြွားလုံးထုံနေသောဤလူသားအားတောင်ဆွေမှာမေးတင်လို့အိတ်ဆက်အနားယူတော်မူနေမင်းကြီးဟာကဲကဲပိုပြနေသောသူကိုပြုံး၍ပင်ကြည့်နေကြပါသေးသည်အားလုံးကိုနှုတ်ဆက်ပါတယ်ရှင်တော်ကောက်ချင်းခံရသောမျိုးအုပ်ကြောဆိုတဲ့ဇလန်းလေးရဲ့အပိုင်း14ရာတော့ဒီမှာဒီမဲ့ပြီးဆုံးသွားပါပြီဇလန်းလေးပြီးဆုံးအောင်နားထောင်နေကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျမတို့ရဲ့ channel ကနေကျေးဇူးအထူးတင်ရှိပါတယ်နောက်ရက်တွေမှာလည်းယခုလိုဇလန်းကောင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ဆောင်းမျှော်နားထောင်ပေးကြပါအောင်ရှင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ကောင်းသောညလေးကိုပိုင်ဆိုင်ကြပါစေနော်ကျမကတော့တင်ဆက်သူခိုင်စာသူပဲဖြစ်ပါတယ်